Hello အားလုံးပဲမင်္ဂလာပါအတီနာပါရှင်ဒီနေ့မှာတော့အတီနာကဒီကလေးကိုဘယ်လိုပြုစုပြောထားမလဲဆိုတာနဲ့ပတ်သက်ပြပြပေးခြင်းတယ်ပေါ့နော်ဘာလို့ဒီ topic ကိုရွေးလဲဆိုလို့ရှိရင်เนาะဒီကလေးတစ်ယောက်ဆိုတာကလူငယ်ဖြစ်လာမယ်လူငယ်ကနေပြီးတော့เนาะဒီအိမ်တောင်တစ်ခုကိုပဲဖြစ်ဖြစ်ပေါ့နော်ပြီးလို့ရှိရင်တိုင်းပြည်တစ်ခုကိုပဲဖြစ်ဖြစ်ဥဆောင်မဲ့လူတွေဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ချိန်ကြာလို့ရှိရင်လူကြီးတွေဒီเนาะကြလူတွေဖြစ်သွားမှာဒီလူငယ်တွေလက်ထဲကိုပဲအရာအလုံးလက်အပ်ခဲ့ရမှာပေါ့နော်အဲ့တော့ဒီကလေးတွေဒီเนาะလူကောင်းဖြစ်ပြီးတော့လူတော်ဖြစ်နေဖို့လုပ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီ topic ကိုရွေးတာပေါ့နော်မနိုင်ပြောဒီ topic ကိုရွေးလိုက်တာကအရန်အောင်မှာတာဝန်ကြီးသလိုเนาะဒီအရန်အောင်မှာလည်းဒီ topic ကကျယ်ပြန့်တယ်ပေါ့နော်ဒါပေမဲ့အတီနာတည်တယ်လောက်ပေါ့နော်အချက်5ချက်လောက်ကို share ပေးခြင်းတယ်ပေါ့နော်ဘယ်လိုပြုစုပြောထောင်ပေးတယ်လဲပေါ့နော်နံပါတ်1ကဘာလဲဆိုလို့ရှိရင်เนาะအတိနာအတွေ့အကြုံရပေါ့နော်ခလေးတွေကိုယူသေးလေးစားပါပေါ့နော်ခလေးတွေကဆိုလို့ရှိရင်เนาะသူတို့ဒီမှတ်ဉဏ်အရန်ကောင်းပါတယ်เนาะတချို့မှာဆိုလို့ရှိရင် childhood trauma တွေပေါ့နော်တချို့ဒီငယ်ထဲကเนาะကောင်းကောင်းမဆက်ဆံခဲ့ရဘူးဒီလိုကလေးတွေရှိတယ်ဆိုလို့ရှိရင်တော့မှပေါ့ငယ်ထဲကအတွေ့အကြုံတွေကဆိုလို့ရှိရင်ကြီးတဲ့အထိကိုเนาะအိမ်မက်တို့လိုအဲ့လိုမျိုးမျိုးတို့မှာဆို trauma တွေရတတ်တယ်ပေါ့အဲ့တော့ဒီငယ်စဉ်ဘဝကဆိုလို့ရှိရင်ဒီစိတ်ကျန်းမာရေးနဲ့လည်းပတ်သက်ပြီးတော့အမှန်တန်မှအရေးကြီးတယ်ပေါ့နော်အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ရှိရင်ကလေးတွေကိုယူသေးလေးစားပါပေါ့နော်အဲ့တော့ပေါ့နော်ဒီမြန်မာစကားပုံတိုင်းပဲကြီးတဲ့သူကိုယူတင်ငယ်သူကိုလေးစားပေါ့နော်အဲ့တော့ကလေးတွေကိုလေးစားဆက်ဆံပေးပါပေါ့နော်အဲ့တော့အတိနာကြည့်တဲ့လောက်ဆိုလို့ရှိရင်เนาะဒီမြန်မာပြည်မှာဆိုလို့ရှိရင်เนาะဒီပေါ့ခါချာလည်းရှိမှာပေါ့နော်အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်ကလေးတွေကိုတိတ်အလိုမလိုက်ဘူးပေါ့နော်အဲ့မှာဆိုလို့ရှိရင်တချို့ကလေးတွေဆိုရှိတယ်ကားရဲ့เนาะအနောက်မှာမစီးကျင်ခေါင်းကမ်းမှာစီးကျင်တယ်မောင်းတဲ့သူဘေးနားမှာစီးကျင်တယ်တဲ့အဲ့လိုကလေးတွေရှိတယ်ပြီးလို့ရှိရင်ကလေးတွေကလူကြီးထမင်းဝိုင်းမှာပဲစားကျင်တယ်เนาะအပြင်မှာမစားကျင်ဘူးတစ်ခါကျရင်လူကြီးမိဘတွေကနေကလေးပဲတော့ဟုတ်အပြင်မှာထွက်စားလူကြီးမိဘတွေစားတယ်ဒီထမင်းဝိုင်းမှာပေးမစားဒါမျိုးတွေပေါ့နော်အဲ့တော့အတီနာရဲ့ဒီပေါ့နော်လမ်းလောက်တာပေါ့နော်ဒီစင်ကာပူရောက်တဲ့ခါမှာဒီစင်ကာပူကဒီလူကြီးမိဘတွေကခလေးပေါ်မှာဆက်ဆံတာကိုတွေ့တယ်ပေါ့နော်တွေ့တဲ့ခါမှာဘယ်လိုလဲဆိုရင်ဥပမာအမတီပေါ်မှာဆိုရင်တော့မှနော်အမတီမှာတခြားလူတွေကမတက်ရက်နေရတယ်ပေါ့နော်ဒီခလေး2ယောက်လောက်ဖြစ်3ယောက်လောက်ဖြစ်ကအမတီရဲ့နေရအကျယ်ယူထားတာဖြစ်တယ်သူတို့ priority စိမဟုတ်ဘူးဆိုလို့ရှိရင်အဖိုးအဖွားရက်နေလဲသူတို့ရဲ့မိဘတွေကသူတို့ရဲ့ကလေးတွေကိုမဖယ်ခိုင်းဘူးကိုရီးစမှာဆိုလို့ရှိရင်တော့အားနာပြီးတော့ဖိုးဖွားထိုင်မှာတမိဖယ်ပေးလိုက်ပါဘာညာရှိမှာပေါ့နော်အဲ့တော့သူတို့စီမှာဆိုရင်ဒါမျိုးလုံးဝမဟုတ်ဘူးပေါ့နော်ပြောချင်တာကသူတို့ဒီကလေးတွေကိုအလိုလိုက်တယ်လို့နော်ဒီလိုမျိုးလုပ်ပေးခြင်းအဖြစ်အဲ့လိုအရင်အလိုလိုက်ဖို့လည်းပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ကလေးတွေကိုအလိုလိုက်ပေးပါပေါ့နော်သူတို့ရဲ့စိတ်တွေကိုဘယ်လိုဖြစ်အောင်ထားပေးရမှာလဲဆိုလို့ရှင်ဒီလောကယူငါတို့ဒီပိုင်တယ်ငါတို့ဒီအရာအလုံးဖြစ်နိုင်တယ်ပေါ့နော်ငါတို့ဒီငါတို့လှုပ်ချင်တာငါတို့လှုပ်နိုင်တယ်ဒါမျိုးပေါ့နော်အဲ့ဒီလိုမျိုးစိတ်လေးတွေသူတို့ကိုယုံကြည်မှုတွေတိုးတက်အောင်သူတို့ယုံကြည်မှုတွေတိုးတက်အောင်လုပ်ပေးရမှာပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်လေအတီနာတို့ဒီ manager ပေါ့နော်သူတို့အိမ်ကိုခေါ်ပြီးတော့ထမင်းစားဖိတ်တယ်အဲ့တော့ဒီ manager မှာဆိုလို့ရှင်သူ့သမီးတွေသူ့သားတွေရှိတယ်ပေါ့နော်အဲ့သမီးသူ့သားတွေကခက်ငယ်ပဲရှိသေးတယ်အဲ့တော့ဒီကလေးတွေကဆိုလို့ရှင်အတီနာတို့နဲ့တူနော်စားတယ်ပြီးလို့ရှင်စကားတွေပြောတယ်အတီနာမှမဟုတ်ဘူးအတီနာဆိုယာတုငငယ်ပဲယာတုအငယ်ဆုံးပေါ့နော်ပြီးလို့ရှင်တခြားယာတုကြီးတဲ့လူတွေရှိတယ်ပေါ့နော်ပြောတယ်စားတယ်ပေါ့နော်ပြောချင်တာကလေးတွေဆိုပြီးတော့မရှောင်ဖယ်သွားဘူးကလေးတွေကလည်းဒီလူကြီးတွေနဲ့ပဲစကားတွေပြောတယ်ပေါ့နော်ပြီးလို့ရှင်ဘယ်လိုပြောရမလဲသူတို့မှာကြောက်စိတ်တွေမရှိဘူးကွာသူတို့ဒီအရာအလုံးကိုလွတ်လပ်နေတယ်သူတို့ဒီလူကြီးပဲအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့အတီနာလည်းယာတုငယ်တယ်ဆိုပေမဲ့နောက်ယာရုကြီးတဲ့လူတွေလာတဲ့ခါမှာဆိုလို့ရှိရင်လည်းအတီနာလည်းဖယ်ပေးစရာမလိုဘူးပေါ့နော်အဲ့တော့အတီနာဒီကိုအတက်ဖြစ်အောင်အဲ့လိုနေတယ်ပေါ့နော်ပြောချင်တာကအတီနာလမ်းလောက်ထားတဲ့အရာလေးကို share ပေးချင်တာပါအဲ့တော့ကလေးတွေကိုတက်နိုင်သလားပေါ့နော်သူတို့ရဲ့ဒီစိတ်ဆန္ဒကိုဖြည့်ဆည်းပေးပါတကယ်လို့သူတို့ကကားရဲ့ခေါင်းကမ်းမှာထိုင်နေတယ်ဆိုတော့နော်ကိုတော့အပန်းမကြည့်ဘူးဆိုလို့ရှိရင်ပေးထိုင်လိုက်ပါဒါသူတို့စိတ်ထဲမှာဆိုလို့ရှင်ဒါသူတို့ဒီအရာအလုံးဖြစ်နိုင်တယ်သူတို့လည်းเนาะလူကြီးတွေနဲ့တူတူပဲသူတို့လည်းဒီလူတွေနဲ့တူတူပဲဆိုတော့เนาะဆက်ဆံဒန်းတူခွင့်ရည်ကိုသူတို့ခံစားရလို့သူတို့ထင်တယ်ပေါ့နော်အဲ့တော့ကြီးလာတဲ့အခါမှာဆိုလို့ရှင်လည်းသူတို့ဒီသူလည်းလုံနိုင်တယ်ငါလည်းဒါမျိုးလုံနိုင်တယ်သူတို့ကိုဒီမှာယုံကြည်မှုတွေရှိလာတယ်ပေါ့နော်အဲ့လိုမျိုးစိတ်တွေရတယ်ပေါ့နော်ဒီကြောင်းလေးကတော့နည်းနည်းရှည်သွားရနော်ဥပမာလေးထည့်ပြောလိုက်တဲ့ခါကျတော့လေနံပါတ်2ကဘာလဲဆိုလို့ရှိရင်ဘာသာတရားအောက်ကနေပြီးတော့သူတို့ကိုဆွဲသွင်းတာပေါ့နော်ပြောချင်တာကဘယ်ဘာသာပဲကိုးကွယ်ပေါ့နော်အတိနာဒီဗုဒ္ဓဘာသာဖြစ်တဲ့ကြောင့်မို့လို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်၅ပါးသီလကတော့အခြေခံပေါ့နော်အဲ့တော့ဖះမရှိခိုးနေပါစေခလေးတယောက်ကနော်ဒါပေမဲ့၅ပါးသီလကိုအချိန်တိုင်းလုံနေရမယ်ပေါ့နော်အဲ့တော့ဒီ၅ပါးသီလလုံတာကဆိုဘာသာရေးအရာပဲကြည့်ပေါ့နော်ပြီးလို့ရှိရင်ဒီလူမှုပတ်ဝန်းကျင်အရာပဲကြည့်ဒီ၅ပါးသီလလုံတာကဆိုလို့ရှိရင်လူစီလူဝတ်နဲ့အမြဲတမ်းညီပြီးတော့လူယိုသေးနိုင်လောက်တဲ့ပေါ့နော်လူယိုသေးရတဲ့ဒီအကျင့်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့
တို့ရဲ့ဒီအကျင့်စာရိတ္တကလည်းကောင်းသွားတယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်လေကိုတောင်ကိုယူတတ်အောင်သင်ပေးတာပေါ့နော်အဲ့တော့ရိုက်မှတော့မဟုတ်ဘူးပေါ့နော်တချို့နားလဲအောင်ပြောပြရမယ်ပေါ့နော်နားမလဲတဲ့ခါမှာလဲကိုတိုင်းနော်အပင်ပန်းခံပြီးတော့သူတို့ရဲ့ဒီဘယ်လိုပြောရမလဲဆိုလို့ရှိရင်နော်ပေါ့ဒီသူတို့ရဲ့ကိုတောင်ကိုယူခြင်းတဲ့စိတ်ကိုကရိုက်သွင်းပေးရမှာပေါ့နော်ဥမာထမင်းစားလို့ဖိတ်တယ်ဆိုလို့ရှိရင်လည်းဒါသေချာပြောပြရမယ်သူတို့မလုံနိုင်တော့မှကိုလုံပြလိုက်တဲ့ခါမှာဆိုရင်နော်တချို့ကလေးဆိုလို့ရှိရင်သူတို့ရဲ့မိဘတွေကိုချစ်တယ်ပေါ့နော်သူတို့ရဲ့အမတွေကိုချစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာသူတို့ကလေးကဘာခံစားရလဲဆိုလို့ရှိရင်ငါလှုပ်ထားတဲ့အရာကိုငါမလှုပ်ပဲနဲ့နော်ငါ့ကိုချစ်တယ်ငါမမေကလှုပ်ပေးလိုက်တယ်အဲ့ဒီခါမှာဆိုအဲ့ကလေးရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ငါလှုပ်တဲ့တောင်ကိုငါယူရမယ်ဒါမျိုးပေါ့နော်အဲ့တော့ဒီကိုတောင်ကိုယူနေတဲ့စိတ်ကဆိုလို့ရှိရင်နော်အသက်ကြီးလာတဲ့အခါမှာလုပ်ငန်းခွင်ထဲပဲရောက်နော်ပညာတွေပဲတင်ပေါ့နော်အဲ့တော့ဒီအခလေးကဆိုလို့ရှိရင်အမတန်မှ strong ဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီကလေးတွေအတွက်အရန်ကိုမှအရေးကြီးပါတယ်ပေါ့နော်ဒီကိုတောင်ကိုယူတောင်သင်ပေးဖို့ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်4ပေါ့နော်လောကကြီးကိုချစ်တောင်သင်ပေးတာပေါ့နော်လောကကြီးကိုချစ်တောင်သင်ပေးတဲ့ခါမှာဆိုလို့ရှိရင်တော့အိမ်ထဲမှာဆက်ဆံရေးကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့အဖေကအမေကိုချွတ်ချွတ်တတဆက်ဆံတာပေါ့နော်အမေကလည်းဒီကလေးတွေပေါ်မှာဘယ်လိုဆက်ဆံတာပေါ့နော်ပြီးလို့ရှိရင်သူတို့စကားပြောတဲ့အနေအထားတွေပဒါမျိုးတွေပေါ့နော်ပြီးလို့ရှိရင်နော်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုเนาะဒီအဖေမေတွေကဘယ်လိုဆက်ဆံထားမျိုးပေါ့เนาะလောကကြီးကိုချစ်တတ်အောင်သင်ပေးတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီလူချင်းတွေမကဘူးเนาะဒီပတ်ဝန်းကျင်ကိုပါချစ်တတ်အောင်သင်ပေးရမယ်ပေါ့เนาะဒါမျိုးပေါ့เนาะအဲ့တော့အဲ့ဒါဆိုလို့ရှိရင်တို့မှာကိုချင်းစာတရားကြီးလည်းရှိလာမယ်ပေါ့เนาะအဲ့တော့ဘာသာတရားနဲ့လဲပြန်လာတဲ့အခါမှာဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုလို့ရှိရင်အရင်အမတန်မှကောင်းမွန်တဲ့เนาะဒီလိုမျိုးစိတ်နေစိတ်ထားတွေဖြစ်သွားတယ်ပေါ့နော်လူကောင်းတွေဖြစ်သွားတယ်ပေါ့နော်ဒီလောကကြီးကိုချစ်တတ်အောင်သင်ပေးမယ်ဆိုလို့ရှိရင်ပြီးရင်ကိုလည်းချစ်တတ်အောင်သင်ပေးရတယ်ပေါ့နော်အဲ့တော့မကောင်းတာတွေမကောင်းတဲ့အရာတွေမဖြစ်တော့ဘူးပေါ့နော်ဥပမာတရိษံလေးတွေကအစချစ်တတ်အောင်သင်ပေးတာလို့ပေါ့နော်ဥပမာတရိษံလေးတွေအစချစ်တတ်အောင်အသင်ခံရတဲ့ကလေးတယောက်ဆိုလို့ရှိရင်เนาะအမှန်တမ်းပြောလူချင်းဆက်ဆံတဲ့အခါမှာလည်းဘာဖြစ်သွားမလဲเนาะတရိษံလေးတောင်ချစ်တတ်တယ်ဆိုလို့ရှိရင်လူချင်းဆက်ဆံတဲ့အခါမှာလည်းเนาะအကျဉ်းနာတရားနဲ့ဆက်ဆံတတ်လာမယ်ပေါ့နော်ဒါမျိုးတွေဖြစ်သွားပါတော့ရိုင်းမင်းကူညီတတ်လာမယ်ပေါ့နော်အဲ့တော့နံပါတ်5ကဘာလဲဆိုလို့ရှိရင်เนาะကလေးတွေကိုယုံကြည်အားကိုးပါပေါ့နော်ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ကလေးတွေကိုယုံကြည်ကိုယုံကြည်မှုရှိအောင်လည်းသင်ပေးရတယ်လို့မိဘတွေကလည်းကလေးတွေပေါ်မှာယုံကြည်မှုရှိရမယ်ပေါ့နော်အဲ့တော့မိဘတိုင်းကတော့သားသမီးတွေကိုကောင်းစေချင်ကြတာသိမှာပေါ့တချို့မိဘတွေဆိုလို့ရှိရင်ပတ်စံရှိပေမဲ့လည်းဒီလိုမျိုးကလေးတွေကိုပညာရေးမှာရင်းနှီးမြှုပ်နှံပေးရမှာနှမျောတာလို့เนาะဒီကလေးတွေအတွက်ဒီပညာရေးကဘယ်လိုပြောရမလဲဆိုလို့ရှိရင်အရန်ဟိုမှာအထောက်ကူမပြုတ်ဘူးထင်တာပေါ့နော်တကယ်တော့ဒီပညာရေးကကလေးတွေအများကြီးအရေးကြီးပါတယ်ပေါ့နော်သူတို့ရဲ့ဒီအတန်းပညာတက်လာတာပညာလို့ပြောတဲ့အခါမှာဒီအတန်းပညာလည်းပါသလိုတခြားပညာရက်တွေလည်းပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့သူတို့ဒီနေထိုင်မှုပုံဝင်ချင်းကောင်းလာတဲ့အခါမှာဆိုသူတို့ရဲ့ဒီလမ်းလုံးနိုင်တဲ့เนาะတင်ယူနိုင်တဲ့ပမာဏတွေလည်းကောင်းလာတယ်ပေါ့နော်သူတို့ရဲ့ပုံဝင်ချင်းကောင်းရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီကလေးတွေကဆိုလို့ရှိရင်เนาะဒီအိမ်အောင်တစ်ခုရဲ့เนาะဒီအနာဂတ်ဆိုလည်းမမှားဘူးတိုင်းပြည်အနာဂတ်ဆိုလည်းမမှားဘူးပေါ့နော်အဲ့တော့ဒီကလေးတွေပေါ်မှာယုံကြည်မှုပေးပြီးတော့เนาะအကောင်းဆုံး support ပေးပါเนาะသူတို့ကိုဒီငယ်ထဲကပေါ့เนาะလူလိုက်တင်းတလောက်လိုက်ပေါ့เนาะဒီမျိုးလေးလုပ်ပေးပါပေါ့နော်အဲ့တော့သူတို့ဒီကဆိုလို့ရှိရင်เนาะနောက်တစ်ချိန်ကြာလို့ရှိရင်เนาะအရန်ဟိုမှတော်တဲ့เนาะဒီလူကောင်းလူတော်လေးတွေဖြစ်လာမှာပေါ့နော်အဲ့တော့ဒီအတီနာကဒီအခလေးတွေကိုဘယ်လိုပြုစုပြောထောင်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးတာပေါ့နော်အားလုံးပဲတာပြောရှင်တဲ့ညနေခင်းလေးဖြစ်ပါစေရှင်ဘိုင်ဘိုင်